မင်္ဂလာပါကျွန်မကတော့ Stapna Limited Operation Department မှာမလေးရင်မုံပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျွန်မက Stapna မှာချင်းငွေပြန်လဲပေးဆက်တဲ့အခါအသုံးပြုလို့ရမယ် Digital Payment အနေနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်အသင်းသားများအချိန်ကုန်သက်သာခီးစိတ်သက်သာငွေလက်ကနှုန်းသားများသက်သာစွာဖြင့်ချင်းငွေပြန်လဲပေးဆက်နိုင်ရန် Stapna ၏တရားဝင်မိဖက်ဖွဲ့စည်းတွေဖြစ်တဲ့ KBZ Pay, Waymoney, AYA Pay, AYA Mobile Banking, Citizen Pay, A+ Truemoney နဲ့ MMQR တို့ကိုအသုံးပြုပြီးတော့ချင်းငွေပြန်လဲပေးဆက်လို့ရပါတယ်ရှင်ချင်းငွေပြန်လဲပေးဆက်တဲ့အခါမှာမဖြစ်မနေထည့်သွင်းပေးရမယ့်အချက်လက်များကိုဆက်လက်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဓိကအချက်တွေကတော့အသင်းသားအမည်ရုံးခွဲအမည်အသင်းသားလက်ရှိကင်ဆောင်ထားသောဖုန်းနံပါတ်ပေးဆက်ရမယ့်ငွေပမာဏအသင်းသား၏ချင်းငွေအကောင့်နံပါတ်တို့ပဲဖြစ်ပါတယ်ချင်းငွေအကောင့်နံပါတ်ဆိုတာကတော့ချင်းငွေပြန်လဲပေးဆက်မှုစီယာမှာပါဝင်သောကဏ္ဍ14လုံးကိုဆိုလိုခြင်းဖြစ်ပါတယ်ရှင်ထိုကဏ္ဍ14လုံးကိုမဖြစ်မနေမှန်ကန်စွာဖြင့်ထည့်သွင်းပေးဖို့လိုအပ်ပါတယ်ရှင်အသင်းသားများအနေဖြင့်တတိထားရမယ့်အချက်လက်လေးတွေကိုဆက်လက်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အေဂျင့်ဆိုင်တို့ငွေသွားလွှဲတဲ့အခါမှာငွေထုတ်ယူစဉ်ကထုတ်ပေးလိုက်တော့ချင်းငွေပြန်လဲပေးဆက်မှုစီယာကိုတပါးတည်းယူဆောင်သွားရမှာပဲဖြစ်ပါတယ်ရှင်ချင်းငွေပြန်လဲပေးဆက်မှုစီယာမှာပါဝင်သောအချက်လက်များကိုမှန်ကန်တိကျစွာဖြည့်သွင်းပေးရမှာပဲဖြစ်ပါတယ်ရှင်ငွေပေးသွင်းပြီးပါကဖုန်းမက်ဆေ့ဒါမှမဟုတ် receipt slip ကို agency မှာငွေပေးသွင်းပြီးကြောင်းသက်သေထောက်ထားအနေနဲ့ဓာတ်ပုံမှတ်တမ်းရယူထားဖို့လိုအပ်ပါတယ်ရှင်အရေးကြီးဆုံးပိုင်းဖြစ်တဲ့ Stapna တို့ချင်းငွေပြန်လဲပေးဆက်တဲ့အခါမှာကြာတဲ့နဲ့ငွေလဲကနှုန်းသားများကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် KBZ Pay ပြင်မိမိအကောင့်မှာငွေလဲမည်ဆိုတာက900ကျပ် agent ဆိုင်မှာငွေလဲမည်ဆိုတာက900ကျပ်ကြာတဲ့မှာပဲဖြစ်ပါတယ်ရှင် Waymoney မှာမိမိအကောင့်မှာငွေလဲမည်ဆိုတာက400ကျပ် agent ဆိုင်မှာငွေလဲမည်ဆိုတာက900ကျပ်ကြာတဲ့မှာပဲဖြစ်ပါတယ်ရှင် AYA Pay မှာမိမိအကောင့်ဒါမှမဟုတ် agent ဆိုင်မှာငွေလဲမည်ဆိုတာက300ကျပ်ကြာတဲ့မှာပဲဖြစ်ပါတယ်ရှင် AYA Mobile Banking AYA Bank AYA Internet Banking တို့မှာငွေလဲမည်ဆိုတာက900ကျပ်ကြာတဲ့မှာပဲဖြစ်ပါတယ်ရှင် Citizen Pay နဲ့ A+ တို့မှာမိမိကိုယ်ပိုင်အကောင့်ဒါမှမဟုတ် agent ဆိုင်မှာငွေလဲမည်ဆိုတာက200ကျပ်ကြာတဲ့မှာပဲဖြစ်ပါတယ်ရှင် Truemoney မှာ agent ဆိုင်မှာငွေလဲမည်ဆိုတာက300ကျပ်ကြာတဲ့မှာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ Stapna ရုံးခွဲများကိုတွားရောက်ပြီးတော့ MMQR နဲ့လည်းချင်းငွေပြန်လဲပေးဆက်လို့ရပါတယ်ရှင် MMQR နဲ့ချင်းငွေပြန်လဲပေးဆက်တဲ့အခါမှာမိမိကြိုက်တဲ့ရာမိမိရဲ့ကိုယ်ပိုင် wallet အကောင့်တွေကိုအသုံးပြုပြီးတော့ချင်းငွေပြန်လဲပေးဆက်လို့ရပြီးတော့ငွေလဲကနှုန်းတာကတော့လုံးဝပေးဆောင်စရာမလိုအပ်ပါဘူးရှင်အသင်းသားများအနေဖြင့် Stapna ဝန်ထမ်းများဤဖုန်းနံပါတ်များကိုငွေမလွှဲမိစေရန်အထူးသတိထားဖို့လိုအပ်ပါတယ်ရှင်ငွေလဲမည်ဆိုပါကအခြားမည်သည့်ဖုန်းကိုမှလွှဲစရာမလိုပဲ Stapna အကောင့်တစ်ခုတည်းကိုသာငွေလဲပေးဖို့ရန်လိုအပ်ပါတယ်ရှင်ငွေလဲကနှုန်းတာများပုံမကောက်ခံတာရှိခဲ့ပါက Stapna ဝန်ထမ်းများကိုအကြောင်းကြားအသိပေးလို့ရပါတယ်ရှင်ကျွန်မဒီနေ့ဝင်းမြပေးသွားတဲ့ Digital Payment အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်ကျေးဇူးတင်ပါတယ်ရှင်